ဒီမဟာကမ္မဝိပင်ကတုံးမှာကံနဲ့ပတ်သက်ပြီးတော့ရသော်ပြဟောတာမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဘုံရောက်တယ်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကောင်းတဲ့ဘုံရောက်တယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကောင်းတဲ့ဘုံရောက်တယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဘုံရောက်တယ်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဘုံရောက်တာသဘာဝအတိုင်းပဲကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကောင်းတဲ့ဘုံရောက်တာသဘာဝအတိုင်းပဲမကောင်းတာလုပ်ရတဲ့နဲ့ကောင်းတဲ့ဘုံရောက်တာတို့ကောင်းရတဲ့နဲ့မကောင်းတဲ့ဘုံရောက်တာတို့ကြောင့်သဘာဝကိုဆန့်ကျင်သွားတာမျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီလိုကိစ္စမျိုးမှာမြတ်စွာဘုရားသာလေအခြေထုတ်ပေးနိုင်မြတ်စွာဘုရားအဲ့ဒီမဟာကမ္မဝိပ္ပန္နတုံးမှာရှင်းထားတာလေလူတွေရဲ့အမြင်တော့သူမကောင်းဘူးဆိုတာဟုတ်တယ်ကောင်းတာရောက်သွားတဲ့ဘုံကောင်းရရောက်သွားတဲ့ဘုံမကောင်းတာလုပ်ပြီးကောင်းရရောက်သွားတယ်ဆိုပါတော့ခုနကတမ္ပဌာတိကဆိုတဲ့ရာဇဝတ်တဲ့ပုဂ္ဂိုလ်တွေကိုတပ်ဖြတ်ပြရတဲ့ပုဂ္ဂိုလ်နှစ်ပေါင်း50လူတွေကိုတပ်ဖြတ်လာတဲ့ပုဂ္ဂိုလ်တယောက်တည်တဲ့အခါမှာတာဝရိန္ဒတုတိတန်လက်ပြည်ကိုရောက်သွားတယ်လို့ဆိုတော့သူလှုပ်တဲ့ဟာတွေကတော့အကုသိုလ်တွေနဲ့မကောင်းတဲ့အလုပ်တွေလုပ်တာတည်တဲ့အခါကျတော့တုတိတန်လက်ပြည်ဖြစ်တယ်ဆိုတဲ့ဒီကြားထဲမှာတုတိတန်လက်ပြည်ဖြစ်ခြင်းရဲ့အကြောင်းကုသိုလ်ကံကိုတော့လူတွေကမသိလိုက်ကြဘူးသူဟာထိုရာတို့ကနေရက်ဆဲပြီးတော့သမ္မာပုဂ္ဂိုလ်တို့အနေနဲ့ရှိတဲ့အချိန်မှာရှင်သာရိပုတ္တရာမထေရသူ့အိမ်ကြွလာတော့သူကအလွန်တရာတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တော့သူစားမဲ့အစာအာဟာရတွေရှင်သာရိပုတ္တရာကိုလှူတယ်ဆွမ်းကတ်တယ်ရှင်သာရိပုတ္တရာကိုအလွန်ကြည်ညိုတဲ့စိတ်နဲ့ရှင်သာရိပုတ္တရာကိုလှူထမ်းပြီးတော့ရှင်သာရိပုတ္တရာကတရားဟောတယ်ကြည်ညိုစိတ်နဲ့တရားနာပထမမှာသူတရားတွေကိုစိတ်မရောက်နိုင်ဘူး။ဘာဖြစ်လို့မရောက်နိုင်လဲဆိုရင်သူကသူသိနေတယ်။ငါတလောက်မကောင်းတာတွေလုပ်ထားတဲ့ပုဂ္ဂိုလ်တရားဟာသွားကြရရှိရင်တလန်းနဲ့ပဲရှိတယ်။ကောင်းရသူတွေရောက်နိုင်မှာမဟုတ်ပါဘူးလို့သူကသူအားလျှော့ထား။အဲ့ဒီလိုတရားထဲမှာစိတ်မပါတဲ့အခါမှာရှင်သာရိပုတ္တရာမထေရကသူစိတ်ကိုကုစားပေးတဲ့အနေနဲ့ဒါမျိုးစိတ်ကုစားတယ်လို့ခေါ်တယ်ဒါလည်းအမှန်တမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပဲဒီနည်းစနစ်ဟာလောကမှာလူတွေရဲ့စိတ်ထားကိုပြင်ပေးတဲ့နေရာမှာအမှန်တမ်းတန်ဖိုးရှိတဲ့နည်းစနစ်တစ်ခုပဲရှင်သာရိပုတ္တရာမထေရကမေးတယ်ဒကာကြီးတရားတဲ့စိတ်ဝင်စားဘူးလားအရှင်ဘုရားတပည့်တော်နှစ်ပေါင်း50လူတွေတတ်လာကြတဲ့ပုဂ္ဂိုလ်တယောက်ပဲခုချိန်ကုသိုလ်လုပ်တယ်ဘာအကျိုးရှိမှာတော့ကဲတင်နိုင်မှာမဟုတ်ပါဘူးလို့စိတ်အားတွေလျှော့ထားတယ်ဆိုတဲ့အကြောင်းလျှောက်တော့ရှင်သာရိပုတ္တရာရဲ့မေးခွန်းလေးတစ်ခုကဒါသူ့စိတ်ကိုပြောင်းလဲသွားစေသူ့စိတ်ကိုပြောင်းလဲသွားစေဘယ်လိုပြောင်းလုပ်တာတော့ဆိုအေးကောင်းပြီဒီပေါင်း50ရာဇဝတ်သားတွေကိုတတ်ဖြတ်ခဲ့ရတယ်ဆိုတာမင်းတတ်ချင်လို့တတ်တာလားတာဝန်ရလောက်တာလားလို့ဆိုသူစဉ်းစားအေးဟုတ်သားငါတတ်ချင်လို့တတ်တာငါတာဝန်ရလောက်တာဆိုတော့စိတ်ထဲမှာပေါ့သွားတယ်သူစိတ်ထဲမှာပေါ့သွားတော့သူစိတ်ထဲမှာဘယ်တော့ထိအောင်ခံယူသွားတယ်ဆိုရင်အေးတာဝန်ရလောက်တာငါလို့ချင်လို့လောက်တာမဟုတ်သည့်အတွက်ကြောင့်ငါမှဘာအပြစ်မှမရှိဘူးလို့သူယုံကြည်သွားတယ်အဲ့ဒီယုံကြည်တဲ့စိတ်ဟာရှင်သာရိပုတ္တရာတရားဟောတာကိုလက်ခံနိုင်တဲ့စွမ်းရည်တတိရသွားတယ်အဲ့ဒါကိုခုခေတ်လို့ဆိုလို့ရှိရင် psychotherapy လို့ခေါ်တယ်ဒါမှတမ်းအရေးကြီးတယ် psychotherapy ရှင်သာရိပုတ္တရာကမင်းမအပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူးနော်အပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူးကိုတတ်ချင်လို့တတ်တာလားဒီမိကောလေးနဲ့သူ့ဘာသူယူဆလိုက်
အဲ့ဒီလိုယူဆလိုက်တော့စိတ်ကလေးကပေါ်ပါသွားတယ်အဲ့ဒီလိုပေါ်ပါတဲ့အချိန်လေးမှာရှင်သာရိပုတ္တရာအမတန်လေးတဲ့တရားတွေအခြေခံကနေစပြီးတော့ဟောလိုက်တာတရားဟောတဲ့ဓမ္မဒေသနာအစဉ်နောက်ကနေသူစိတ်ကလေးကိုပုတ်လွတ်ထားပြီးတော့ရှင်သာရိပုတ္တရာဟောတဲ့တရားတွေမှာကိုယ်တိုင်တရားနာရင်လိုက်နာကျင့်သုံးရင်ဆိုတာကိုတရားနာရင်လည်းတရားဓုတရားမြတ်ဆိုတာရဘာဖြစ်လို့ရတာလဲဆိုတော့တရားအာယုံပေါ်မှာစိတ်ဆိုင်ထားပြီးတော့ကိုယ်ဘဝနဲ့ကိုယ်ဆက်ဟပ်ပြီးတော့ကြည့်နေတာဒါကျင့်နေတာတစ်မျိုးပဲပေါ့အေးဟုတ်လိုက်တာကိုယ်အတွေ့အကြုံနဲ့ဟောတဲ့တရားနဲ့ကိုက်ပြီးတော့ကြည့်နေတာဒါလက်တွေ့ကျင့်သုံးတယ်လို့ခေါ်တာပဲနာယုံနာရမဟုတ်ဘူးကိုယ်ဘဝနဲ့ဆက်ဟပ်ပြီးတော့ကြည့်နေတာအဲ့ဒါလို့ကြည့်တာဒါ practice လုပ်တယ်လို့ပြောတာပဲအဲ့ဒါလို့ရှင်သာရိပုတ္တရာဟောလိုက်တဲ့တရားကိုနာရင်နဲ့သူတဏ္ဍာမှာဝိပဿနာအသိဉာဏ်တွေဖြစ်သွားပြီနောက်ဆုံးမှာသောတာပန်ဖြစ်ခံနီးလောက်ထိအဆင့်ထိအောင်အနုလောမခန္တီဉာဏ်ဆိုတဲ့အဆင့်မြင့်တဲ့ဝိပဿနာဉာဏ်ထိအောင်ရတာဟောစိတ်ထဲမှာပူပန်သောကတွေလည်းအကုန်ကျသွားတာသူကသူအတိတ်ကိုမေ့ထားပြီးတော့သူဟာတကယ်လူတော်လူကောင်းကြီးဖြစ်သွားတယ်အဲ့ဒီအချိန်မှာအတိတ်ကံတစ်ခုကြောင့်နွားခွေခံရပြီးတော့ဒီလူကြီးကဆုံးသွားတယ်မကြခင်ပဲရှင်သာရိပုတ္တရာကိုလိုက်ပို့ပြီးလမ်းမှာနွားခွေလို့ဆုံးသွားတယ်အဲ့ဒီဆုံးသွားတဲ့အချိန်လေးမှာသူ့စိတ်ထဲမှာကြည်နူးနေတယ်ကြည်နူးနေတဲ့အချိန်လေးမှာအတက်ပြောက်သွားတဲ့အတွက်ကြောင့်သူကဒုက္ခိတမေတ္တာရောက်တာဟောအဲ့ဒီကုသိုလ်ကြောင့်မို့လို့ရောက်တာဒါပေမဲ့အဲ့ဒီကုသိုလ်ကိုလူမသိဘူးလူသိလိုက်တဲ့ကုသိုလ်ကတော့အကုသိုလ်ကတော့ဒီလူကြီးဟာရာဇဝသားတွေကိုတတ်နေတဲ့လူတတ်သမားကြီးပဲလို့သူသိရင်တော့အပင်ငယ်ကြမှာပဲလို့အများကဒီလိုထင်ထားတာကိုအဲ့ဒါကိုပြောတာမြတ်စွာဘုရားပါပောပိပတ္တိဗတ္ထယာဝပါပနာပိစတိသူအကုသိုလ်တွေကအကျိုးမပေးသေးဘူးဈာတွေကဝင်ပြီးတော့ကုသိုလ်တရားတစ်ခုကနေပြီးတော့ကျေစုပြုလိုက်လို့ကောင်းတဲ့ဘုံရောက်သွားတာအဲ့ဒါလောကသဘာဝလို့ခေါ်လောကသဘာဝ